အခုဆော့မယ်ဝက်ကောက်လေးကလက်မောင်းမှာအစီများတဲ့လူတွေအတွက်ကိုလက်မောင်းကိုမာဆယ်လေးဖြစ်ပြီးတော့သွေးသွေးလေးဖြစ်အောင်ဆော်တဲ့ train လေးဖြစ်ပါတယ်ဝက်ကောက်လေးဖြစ်ပါတယ်โอเคလိုက်ဆော့မယ်လက်ကိုပလက်ထားမယ်ဘိုင်းဆက်ဆွဲတဲ့ခါကျတော့ရှင်ဒီငါညဘင်းငါကိုဆွဲပေးရမယ်နော်အဲ့ကြမှာသူကဘိုင်းဆက်ကိုလက်မောင်းကိုထိမှာငဲ့လက်ကိုဆန်းချတော့လေးပြန်ကြည့်ရက်သွားမယ်ငါโอเคဆက်သွားသူကကစားတဲ့အချိန်မှာတော့အလေးမလို့ခန္ဓာကိုယ် body weight နဲ့အလေးကိုသုံးချသွားဖြစ်ပါတယ်โอเคအလေးပေါ့ပေါ့လေးဆော့ခြင်းကဆိုလို့ချင်းခြေထောက်လေးကိုအငေါက်ဆုပ်မယ်ခြေထောက်လေးအငေါက်ဆုပ်ပြီးတော့ဒါဆိုအလေးပေါ့လာမယ်နော်โอเคနောက်ချင်းကအလေးထပ်ပြီးတိုးခြင်းကဆိုခြေထောက်ကိုအရှိတိုးမယ်โอเคဒါဆိုအလေးပုံများသွားပြီ body weight ကပုံများသွားတယ်โอเคအဲ့ဒါကိုမှထပ်ပြီးတော့အလေးပိုတိုးခြင်းကဆိုလို့ချင်းခြေထောက်ကိုထပ်ပြီးရှေ့တိုးမယ်အဲ့လိုလေးဆော့ပေးရပါမယ်